ဟုတ်ကဲ့Villages English ကနေပြီးတော့ကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကိုယ့်ရဲ့နေ့စဉ်တူကအလေးကျင့်အလေးထားတွေကိုပြောတဲ့အခါမှာအရန်ကိုအသုံးတဲ့တဲ့ပုံစံလေးတစ်ခုကိုလေ့လာကြည့်အောင်ပါသူ့ရဲ့ပုံစံလေးကိုကြည့်လိုက်အောင်ပါသူ့ရဲ့ပုံစံလေးကဘယ်လိုပုံစံမျိုးလဲဆိုတော့ question မေးခွန်းနေဆိုလို့ရှိရင်ဘယ်လိုစမလဲဆိုရင် WH question WH နဲ့ပတ်သက်တဲ့မေးခွန်းတွေလာမယ်ပြီးကြလို့ရှိရင် what to do လာမယ် we they you ပြီးတော့မှဗာလဲ perform လာမယ်နောက်တစ်ခုကျတော့ WH question လာမယ်does လာမယ် subject negative လာမယ် she he it အဲ့တော့သူ့ရဲ့မေးခွန်းပုံစံလေးကိုလိုက်ကြည့်အောင် where do you live where do you live where က WH ကလာတယ် do ကဒီဘက်ကဒီ part to do ပေါ့နော် you မလို့ဒီမှာ part to do ဖြစ်တယ် where do you live နော် where do they live လို့လည်းပြောလို့ရတယ်ဆိုတော့ what does she do နော် what does she do ဒီမှာ subject က negative မလို့ဒီမှာ does ကိုသုံးတယ်ပြီးတော့ perform ကလိုက်တာတူတူပဲ what does she do how does she come how does he WH ကဒီခန်းထဲလာတယ်ဒီ what to do ကအခုကိရိယာတွေကလာတယ်ဒီ subject တွေကတော့ဒီ subject ခန်းကဏ္ဍလာတယ် verb ကဒီ verb ဖုန်းနဲ့လာတယ်ပေါ့နော်ခုနကသင်ပေးတာကမေးခွန်းလုံးလေးဖြစ်ပါတယ်ဒီတစ်ခါကကြတော့ဒီအဖြေဆိုလို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတာကိုလေ့လာကြည့်အောင်ပါရှင်းမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ဒီ subject တွေကလာမယ် he she it he she it subject negative ဆိုလို့ရှိရင် perform နဲ့လဲရတယ်ဒါမှမဟုတ်လဲ perform နဲ့လို့မပြောဘူးဒီ perform s သို့မဟုတ် es ပါတဲ့ verb တွေလဲရတယ်ပေါ့နော် we they you subject အများဆိုလို့ရှိရင် perform လဲရတာဖြစ်ပါတယ်ဥပမာလေးကိုကြည့်လိုက်အောင်ပါ he works as a teacher he works as a teacher ဒီမှာ subject က negative မလို့ဒီမှာ works မှာ s ထည့်ရတယ် he works as a teacher she works as a teacher လည်းမျိုးသုံးလို့ရတယ်နောက်တစ်ခုကကျတော့ we subject အများကြီးဆိုရင် we work ဒီမှာကျတော့ဒီ s သို့မဟုတ် es ကမပါတော့ဘူးเนาะဒါရိုးရိုး base ပါလိုက်တယ် we work in hospital we work in hospital ငါတို့ဆေးရုံမှာအလုပ်လုပ်တယ်ဟုတ်လား they work in hospital you work in hospital အဲ့လိုမျိုးလဲသုံးလို့ရတယ် okay ဒီတစ်ခါမှာတော့သူ့ရဲ့အငင်းဝါကြအလုံးနည်းလေးကိုလေ့လာကြည့်အောင်ပါအငင်းဝါကြကို negative လို့လည်းခေါ်ပါတယ်အဲ့တော့ negative ဒီအငင်းဝါကြကိုဘယ်လိုလုပ်မလဲဆိုတာကိုကြည့်အောင်ပါ he she it ပြီးတော့ဘာလာမလဲ does not လာမယ်ပြီးကြလို့ရှိရင် perform လာမယ် we you they ပြီးတော့ဘာလာမလဲ do not ဘာကြောင့် do not ဖြစ်တာလဲဆိုတော့ဒီမှာ subject ကအများကြီးမလို့ do not ပြီးကြလို့ရှိရင် perform လာတာချင်းအတူတူပဲเนาะဆိုတော့ဥပမာဝါကြကိုကြည့်လိုက်အောင်နော် she does not work in she does not work in school she does not work in school သူကကျောင်းမှာအလုပ်မလုပ်ဘူး we do not live in Yangon we do not live in Yangon တို့ရန်ကုန်မှာမနေဘူးဒီမှာဆိုလို့ရှိရင် subject က negative မလို့ဗာလဲ does not ခေါ်တယ်ပြီးတော့ work perform လာတယ်ဒီပုံစံနဲ့ပေါ့နော်မှာ we subject အများကြီးမလို့ do not နဲ့ခေါ်တယ်ပြီးကြလို့ရှိရင် live ကတော့အတူတူပဲဒီမှာကြလို့ရှိရင် do not နဲ့ does not ကိုထည့်လိုက်တဲ့အခါမှာနောက်က perform မှာ s သို့မဟုတ် es တွေထည့်စရာမလိုတော့ဘူး verb ကအတူတူဖြစ်သွားတယ်ပေါ့နော်ဒီမှာ work မှာလည်း s မပါတော့ဘူး live မှာလည်း s မပါတော့ဘူးဘာလို့လဲဆိုတော့ဒီမှာကုကိရိယာခေါ်ထားလို့တကယ်လို့ကုကိရိယာမပါဘူးဒီဟာဖြုတ်လိုက်မယ်ဆိုတော့ဒီမှာ s သို့မဟုတ် es ကထည့်ရမယ်ဒါတွေအားလုံးကိုပြန်ခြုံကြည့်မယ်ဆိုလို့ရှိရင်she ကဘယ်ကလာလဲဒီ subject ကလာမယ် do not does not ကဒီအကူကိရိယာဒီဘက်အဖြစ်မဲ့ဆိုရင်ဒီဘက်ကိုပြန်ရှုထားတာပေါ့နော်ဆိုတော့ဒီဘက်ကအကူကိရိယာလာမယ်နောက်ပြီးကြတော့ live to work တို့ကဒီ verb တွေကလာမယ် in Yangon ဆိုတာက place နေရာပြဖို့ထဲကနေလာတာပေါ့နော်ခုနကဒီမိဂုံးလုံနည်းတွေရောနောက်ပြီးတော့ဒီရိုးဝါကြပေါ့နော်ဖြေပုံဖြေနည်းရယ်နောက်ပြီးကြတော့ဒီအငင်းဝါကြပေါ့နော်အဲ့ဒါတွေကိုသင်ခဲ့ပြီးသွားပြီဒီတစ်ခါမှကြတော့သူတို့ကိုဘယ်နေရာတွေမှာအသုံးပြုရမလဲဒီပုံစံလေးကိုဘယ်နေရာမှာအသုံးပြုရမလဲဆိုတာကိုလေ့လာကြည့်အောင်ပါနံပါတ်1သုံးလို့ရတဲ့နေရာက permanent or true facts permanent ဆိုတာကဒီအမြဲတမ်းဒီမှန်ကန်တဲ့အရာတွေပေါ့နော်ဟိုဥပမာဆိုလို့ရှိရင်နေရရှိကနေထွက်တယ်ပြီးတော့နောက်ကိုဝင်တယ်ဒါမျိုးပေါ့နော်ဒါကအမြဲတမ်းမှန်ကန်တဲ့အရာတွေနောက်ပြီးတော့ကိုယ့်အတွက်ဒီမှန်ကန်တဲ့အရာတွေကိုပြောတဲ့အခါမှာသုံးတယ်ဥပမာဆိုရင် true facts ပေါ့နော်ကိုတကယ်ဟုတ်တယ်တကယ်လုပ်တယ်ဆိုတဲ့ဒီမှန်ကန်တဲ့အရာတွေကိုပြောဆိုတဲ့အခါမှာသုံးတယ်ဥပမာဝါကြတွေကိုကြည့်လိုက်အောင်ပါ I live in Yangon I live in Yangon ဆိုတာငါရန်ကုန်မှာနေတယ်ရန်ကုန်မှာနေတာအရင်တည်းကနေလာတယ်ခုလည်းနေတယ်နောက်လည်းနေအောင်မယ်ဆိုတော့ဒါကိုယ့်အတွက်တကယ်လည်းနေတဲ့မှန်ကန်တဲ့အရာတွေဖြစ်တယ်အဲဒါကြောင့်မို့ I live in Yangon ဒီ tense နဲ့သုံးတယ်နောက်တစ်ခါ she works in company she works in company ဆိုတာသူမကကုမ္ပဏီမှာအလုပ်လုပ်တယ်
ဒါတကယ်လည်းလုပ်တဲ့အတွက်ကြောင့်မလို့ဒီ tense နဲ့တုံးတယ် she works in company အရင်ကလည်းလုပ်တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်နေအောင်မယ်ပေါ့နော်ဒါဟိုရီလိုလုပ်တာမဟုတ်ဘူးเนาะရေရှည်လုပ်နေတဲ့ဟာမျိုးဆိုတော့ဒီပုံစံနဲ့တုံးတယ် she works in company เนาะအဲ့လိုမျိုးတုံးတယ်အဲ့ဆိုရင် the sun rises in the east the sun rises in the east ဒါဆိုလို့ရှိရင်ဒီရှေ့ရထွက်တဲ့ဒါစီဒါထာဝရမှန်ကန်တဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါ permanent ထဲမှာပါတာเนาะဒီလိုအနေထားမျိုးမှာဆိုလို့ရှိရင်ဒီပုံစံကိုတုံးတယ်နောက်ထပ်သုံးလို့ရတဲ့နေရာတစ်ခုကတော့ routine ပေါ့နော် routine or daily habit routine ဆိုတာကဘာလဲဆိုတော့ကိုယ့်ရဲ့ဒီနေ့တိုင်းပုံမှန်လုပ်ရတဲ့အလေးကျင့်အလေးထားတွေကိုပြောခြင်းဖြစ်ပါတယ်ဒါ daily habit ဆိုတာဒါကိုယ့်ရဲ့နေ့တိုင်းပုံမှန်လုပ်တဲ့အလေးကျင့်အလေးထားတွေကိုပြောခြင်းဖြစ်ပါတယ်ဥပမာဆိုရင် I wake up at 7 I wake up at 7ဆိုဒါဆိုရင်ငါမနက်9နာရီတိုင်းမှာအိယာနိုးတယ်ပေါ့နော်အိယာနိုးတယ်ဒါဒီနေ့တိုင်းဒါပုံမှန်ကိုယ့်ရဲ့အလေးကျင့်အလေးထားကိုပြောခြင်းဖြစ်ပါတယ် I wake up at 7 I wake up at 7 a.m. နော် she goes to school နော် she goes to school သူမအကြောင်းကိုသွားတယ်သူအကြောင်းကိုနေတိုင်းသွားတဲ့အတွက်ကြောင့်မလို့ဒီပုံစံနဲ့အသုံးကြီးဖြစ်ပါတယ် she goes to school အဲ့လိုအကြောင်းကိုဒါပုံမှန်သွားတယ်ပုံမှန်အလေးကျင့်အလေးထားတွေကိုသုံးတယ်ပေါ့နော် okay နောက်ထပ်သုံးလို့ရတဲ့နေရာတစ်ခုရှိသေးတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ schedules မသတ်မှတ်ထားတဲ့အချိန်စင်းတရားတိုင်းသွားလာလှုပ်ရှားရတဲ့အနေအထားမျိုးဆိုလို့ရှိရင်ဒီပုံစံနဲ့သုံးလို့ရတယ်သုံးတယ်ဥပမာဆိုရင် our class starts at 9 a.m. ကျွန်တော်တို့ရဲ့အတန်းက9နာရီမှာစတယ်ဒါဆိုလို့ရှိရင်ဒါ9နာရီမှာစရမယ်ဆိုတော့ဒီသတ်မှတ်ထားတဲ့အချိန်စင်းစရာတိုင်းသွားတာပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းဒီ tense နဲ့သုံးတယ်ဥပမာဆိုရင် the flight leaves at 7ဒီလေငါ9နာရီမှာထွက်တယ်ဒါဆို9နာရီမှာအမြဲတမ်းထွက်တယ်ပေါ့နော် okay ဒီကောင်ကိုနောက်ထပ်သုံးလို့ရတဲ့နေရာလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ adverb of frequency ပေါ့နော် adverb of frequency အချိန်ရတဲ့ကိုဖော်ပြတဲ့စကားလုံးတွေနဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်ဥပမာဆိုလို့ရှိရင် always to often sometimes to rarely never ဥပမာဆိုရင် always ဆိုရင်ဒါတရားရာခိုင်နှုန်းပေါ့နော်ရာခိုင်နှုန်းအဖြစ်တွက်ကြည့်မယ်ဆိုလို့ရှိရင် often ဆိုတာက more or less 75% ပေါ့နော်ဒါနည်းနည်းလေးပိုရင်လည်းပိုမယ်နည်းနည်းလေးရော့ရင်လည်းရော့မယ်ပေါ့ဒါကမှန်းကြည့်ပြပြတာပေါ့နော် often ဆိုတာက85ရာခိုင်နှုန်းလို့ပြောလို့ရတယ်ဥပမာ sometimes ဆိုလို့ရှိရင်ဒါ90ရာခိုင်နှုန်း 50% rarely ဆိုတာက10 to 20% ကြားပေါ့နော်10ကနေပြီး20ရာခိုင်နှုန်းကြားမှာပေါ့နော်ရှိတယ် never ဆိုတာတော့လုံးဝ 0% ပေါ့နော်ဘယ်တော့မှဘာမှမလုပ်ဘူးဆိုတဲ့သဘောမျိုးနော် 0% ကိုပြောခြင်းဖြစ်ပါတယ်ဒါကတော့ဒီရာခိုင်နှုန်းဆိုတာတော့ဒါအကြမ်းမြင်ပြောပြတာပေါ့ဥပမာဆိုလို့ရှိရင် I always study English I always study English ငါဒီ English အမြဲတမ်းလေ့လာတယ်ဆိုတော့ဒါတရားရာခိုင်နှုန်းလေ့လာတယ်ဆိုတော့နော်ဒီကိုလုပ်မယ်ဆိုတော့ဒါ do you study English do you always study English အဲ့လိုမျိုးသုံးလို့ရတယ်ဒီမှာဆိုရင် သူကဘယ်နေရာမှာနေကြရလဲဆိုလို့ရှိရင်ဒီ main verb ရဲ့အရှိမနေရပါတော့ဒီကောင်တွေကဘယ်မှာနေကြရလဲဆိုရင် main verb ရဲ့အရှိမနေကြတယ်ဥပမာဆိုရင်I often study English. I often study English. I often study English. I sometimes study English. I sometimes study English. I rarely study English. I rarely study English. No? အဲ့လိုမျိုးပြောတယ်။ဒီကမြေလုံးမှာဆိုလို့ရှိရင်လည်းဒီ verb ရဲ့ဒီရှိမှနေရပါတော့။သူတို့ကဒီမှာနေကြပါတော့။ဆိုတော့ Do you always study English? Do you often study English? Do you sometimes study English? နော်အဲ့လိုမျိုးသုံးလို့ရတယ်။ဆိုတာကအမြဲတမ်းပေါ့နော် often ဆိုတာမကြာခဏ sometimes ဆိုတာတစ်ခါတည်း rarely ဆိုတာရဖက်ရန်ခါပုံစံမျိုးပြောရမလားဘယ်လိုပြောမလဲနော် never ဆိုတာလုံးဝ 0% ဒီ adverb frequency လို့ခေါ်တဲ့ဒီစကားလုံးတွေနဲ့တွဲသုံးတဲ့အခါမှာပုံမှန်အဖြစ်တော့ဒီဟိုပါပေါ့နော်ဒီ main verb ရဲ့ဒီရှေ့မှာပဲနေကြပါနော်သူတို့တွေကဆိုလို့ရှိရင်ဆိုလို့ရှိရင်နောက်ထပ်ဒီ usually နဲ့ sometimes ကိုဒီဝါကြရဲ့ရှေ့ဆုံးမှာလည်းထားလို့ရတယ်ဥပမာဝါကြရဲ့ရှေ့ဆုံးမှာထားလို့ရတယ်ဥပမာဆိုရင်sometimes she study English. Usually she studies English. Sometimes she studies English. Usually she studies English. သူတို့ကဒီဝါကြရဲ့ဒီရှေ့ဆုံးမှာလည်းထားလို့ရတယ်နော်။နောက်ပြီးတော့နောက်ဆုံးမှာလည်းထားလို့ရတယ်နော်သူတို့။ဝါကြရဲ့နောက်ဆုံးမှာလည်းထားလို့ရတယ်။ဆိုတော့ he studies English sometimes. He studies English sometimes. He studies English usually. အဲ့လိုမျိုးလဲသုံးလို့ရတယ်။ဆိုတော့နေရာသုံးနေရာနေတယ်ပေါ့နော် usually နဲ့ sometimes ကအလယ်မှာလည်းနေတယ်ဝါကြရဲ့ရှေ့ဆုံးမှာလည်းနေတယ်နောက်ပြီးတော့နောက်ဆုံးမှာလည်းထားလို့ရတယ်ဒီ adverb frequency သုံးတဲ့အခါမှာချွင်းချက်တော့ရှိတာပေါ့နော်ဆိုတော့ never နဲ့ always ကိုဝါကြရဲ့ရှေ့ဆုံးမှာထားလို့မရဘူးเนาะ okay ဒီနေ့မျှဝေမှုကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်ခင်ဗျာ